ဝါဆိုသင်္ကန်းကပ်ရင်းနဲ့စွန့်ကြွေးတော့တရားပေးတဲ့ကိုတော်တွေကလည်းကျွန်တော်နဲ့အရန်ရင်းနှီးတယ်ကျွန်တော်လည်းစာရေးသူမှန်းသိတော့သူတို့စကားတအားပြောချင်တယ်သူတို့ပြောတဲ့စကားတွေလည်းမှတ်သားစရာတွေအများကြီးပါတယ်တပည့်တော်လျှောက်ထားပါရစေလို့တီလမယူဘဲနဲ့လှူလို့ရောမရဘူးလားလို့တပည့်တော်သွားเสียရှိလို့ရပါတယ်ဒါပေမဲ့တီလယူပြီးလှူတော့ကောင်းတာပေါ့တဲ့တီလယူတယ်ဆိုတာစိတ်ကိုစင်ကြယ်အောင်ဆေးလိုက်တာလေတဲ့တန်ရှင်းနေတဲ့ပကံနဲ့တန်ရှင်းနေတဲ့ခွက်ထဲကိုထဲ့တဲ့ပစ္စည်းကတန်ဖိုးရှိတာတပည့်တော်နားမလည်လို့ရှင်းပါဗျာဆရာဖုံးရဲ့တဲ့ရေသန့်ဆိုပါစို့ဗျာတဲ့ရေသန့်ဒါရေသန့်မယ်ဒီရေဘလောက်တန်ဒီဖန်ခွက်ညစ်ပတ်နေရင်ဒီရေသန့်မှာတန်ဖိုးရှိထားတဲ့ရေသန့်ရဲ့တန်ဖိုးဟာဒီထဲရောက်တာနဲ့တန်ဖိုးမရှိတော့ဘူးကျွန်တော်တောရည်သားပလေးကိုကြိုက်ပြီးရဟန်းတန်ကတော့ပြောလာရေသန့်တော့တဲ့ဟောဒီခွက်ညစ်ပတ်တဲ့ထဲလိုက်တာနဲ့ဒီခွက်တည်းရရေမတတ်တော့ဘူးတဲ့ဆိုလိုချင်တာကတော့ဗျာတဲ့လူတွေဟာစိတ်ကောင်းရှိဖို့သိလို့တယ်ရေသန့်ဟာလူရဲ့အရေးချင်းနဲ့တူတယ်ဆရာဝန်ကြီးပေါ့အင်ဂျင်နီယာကြီးပေါ့စစ်ဗိုလ်ကြီးပေါ့မြို့နယ်အုပ်ချုပ်သူကြီးပေါ့ခုနပြောတဲ့သကြီးပေါ့အရေးချင်းတွေကျောင်းဆရာကြီးပေါ့စာရေးဆရာပေါ့အရေးချင်းကြီးအရေးချင်းစိတ်ကောင်းမရှိတဲ့ခန္ဓာအိမ်ထဲကိုလည်းအဲ့ဒီအရေးချင်းရောက်သွားတော့သုံးမရတော့ဘူးတဲ့ဒီလိုပဲတဲ့ဝက်သားဟင်းဘလောက်ကောင်းညစ်ပတ်တဲ့ခွက်ထဲထည့်ရင်ဝက်သားဟင်းပဲကောင်းတော့မှာတော့ဒီလိုပဲဘယ်လိုပဲလောင်းဘယ်လိုပဲလှူစိတ်ကိုတီလာနဲ့ဆေးပြီးတော့မှလှူတော့လောင်းတော့ရေစက်ချတော့တန်ဖိုးရှိတာပေါ့တဲ့မှတ်သားတိုက်လိုက်တာတော်တော်ကောင်းတာပဲဟုတ်တယ်ရေသန့်တောက်တိုင်းလူသန့်မဖြစ်ဘူးစိတ်ကောင်းရှိမှလူသန့်ဖြစ်မယ်ဒါပဲ